ကျွန်တော်ဒီနေ့ဗီဒီယို channel လာခေါ်ထားတယ်ဒီလိုမျိုးပေါ့ကြိုက်တဲ့ hero တုံးပြီးတော့ case ကယူရရဆိုရင် weekly pass တစ်ခုပေးမယ်မရဘူးဆိုရင်တိုက်ထိုးဆိုလာပြောထားပါတယ်ကျွန်တော်လည်း channel ယူနေကြဆိုတော့ယူလိုက်ပါတယ်ခင်ဗျာကိန်းစားအချိန်မှာကျွန်တော်ဘက်ကဒီစေပါကူပေးနေရဆိုတော့တော်အဆင်ပြေပါတယ်ဟိုဘက်ကလည်းလိုက်ပြီးတော့ခေါင်းလာအနေနဲ့လုံးလို့မရဘူးဆိုတော့ကျွန်တော်အတွက်ကအားဒီကိန်းမှာလုံးဝ special လေးရောကောင်းသွားဆိုတော့ကျွန်တော် case ကောင်ရဖို့ကလုံးဝနီးစပ်ပါတယ်ခင်ဗျာအခုဆိုရင်လည်းဒီစေပါရဲ့အကူအညီနဲ့ဆိုရင်ပြီးပြီဆိုရင်အဲ့လိုလေးလှုပ်လိုက်တော့ကျွန်တော်ခေးတကောင်မရလိုက်ပါဘူးခင်ဗျာမရလိုက်ဘူးပေါ့စေပါစောက်စေပါလူပါဆိုတော့နော်ဘယ်လိုပဲဖြစ်ပါစေပါတစ်ယောက်လုံးရှိရဆိုနောက်တစ်ကောင်ထပ်တက်မှာဖြစ်ပါတယ်အခုဆိုရင်ဒီကူရှင်းကိုတက်မှာမယ်ထားလိုက်ပါကူရှင်းလည်းတက်လို့မရဘူးဆိုနောက်တစ်ကောင်တက်လို့ရပါတယ်ခင်ဗျာအဲ့ဆိုဒီမှာကလောက်လေးရောက်နေရဆိုကလောက်လေးကိုတက်ပေးပါမယ်ကလောက်ကနည်းနည်းဖင်ရနေရဆိုကျွန်တော်လည်းတက်ပေးလိုက်ပါတယ်ဆရာကြီးကအဲ့လိုမျိုးeasy တက်လို့ရနောက်တစ်ကောင်တက်โอเคမရလိုက်ပါဘူးပေါ့ပြီးတော့ပြေးရမှာဖင်ဆက်ရအော်ရလို့ရပဲတက်โอเคရလိုက်တယ်၃ကောင်ရှိပြီခေကမိုက်တယ်၃ကောင်တက်ပြီးဆိုရင်နောက်တဲ့ဒီကလောက်လေးကိုတက်ပါမယ်ကလောက်ကကြတော့မတက်လိုက်ရဘူးပေါ့ဘာလို့လဲဆိုတော့နည်းနည်းကောက်စားတဲ့လူလေးရှိရဆိုရပါတယ်ဘာမှဖြစ်ပါဘူးစေကောင် easy ကြည့်ပါခင်ဗျာတကယ် fight ရှင်တာဒီလိုမျိုးဘယ်တွေကို fight ရှင်တာကြည့်လိုက်တကောင် easy တကောင်လည်းမရသေးဘူးပဲတကောင်လည်းမရသေးဘူးစေအော်တကောင်ရပြီမရဘူးအော်ရတယ်အော်မရဘူးမရတယ်မရဘူးနဲ့ဝလုတ်တွေကိုရှုံနေခုနကောင်ကကူတာကြောက်ခုနကောင်ပြေးသွားကူကလည်းပေါင်းနေဆိုတော့10ကောင်ပြေးတယ်နိုင်နေပဲထားလို့ရပါတယ်အဲ့ဒါဆိုတော့ဟင်းscale စစ်ကဒီနေရာမှာပြမှာဂူချင်းကတနေ့ AFK နေရလဲဘာဖြစ်နေရလဲမသိဘူးတနေ့တက်ပေးလိုက်တယ်ပြီးရင်ဟိုတကောင်ကမမီရောဘူးဆိုတော့မတက်တော့ပါဘူးအဲ့ဒါတော့ဒီမှာပဲကလိုက်တော့မှာပဲတော့မိသေးอ่ะမမီဘူးဟုတ်တယ်မမီဘူးဘယ်လိုပဲဖြစ်ပါဘယ်တဲ့အကြီးစားလေးကိုဝင်ပြီးဆိုရင်တော့ဒီလိုမျိုးတစ်ကောင်လောက်တော့ EC လောက်တော့တက်လို့ရပါတယ်ဟုတ်တယ် EC ပြီးတော့တစ်ကောင်အဲ့ကောင်လည်း EC ပဲတက်လို့ရတယ်ဦးအေးမတက်ရဘူးနှစ်ကောင်လုံးကိုမရလိုက်ဘူးငါးကောင်နဲ့တက်နေရဟာဒီမှာဆိုဂူရှင်ကဘာလိုက်လောက်တာတော့သူကဘာမှန်နေရအောင်တွေးမရှိဘူးဆိုဖင်လာရတက်ပေးလိုက်တာပေါ့ဒီနေ့တော့ကိုစောက်တုံးတော့မကြပါပဲကူညီရလူရှိပါမယ်ကိုကကောက်စားလိုက်တာဆိုတော့ရလိုက်တာပါလေ easy ပေါ့အခုမှမလေးရှားပရိုဆိုတာဘယ်လိုဆော့ရလဲဆိုတော့အခုမှတက်တွေပြမှာဖြစ်ပါလေအဲ့လိုမျိုးလေးပြစ်လိုက်ရုံပါပဲတကောင်ပဲတက်ရလေးတယ်လိုသေးတယ်တကောင်လိုသေးတယ်လို့ညတကောင်ပြင်းပွဲကတင်းလို့ရပြီဘာလို့တခါမှလည်းမတည်ဘူးဆို easy ဒီမှာတက်လိုက်တော့လေပြီးပြီလေတကောင်10ကောင်ပြည့်ပြီ weekly ပဲတခု easy ပဲအဲ10ကောင်တော့မကောင်းပါ17ကောင်ဟုတ်တယ်17ကောင်ရလား17ကောင်တော့မရတော့ဘလို့ပဲပွဲတင်းလိုက်တော့ပြီးသွားပြီပဲလေ17ကောင်တော့တက်ပြီအိုးဒီမှာတကောင်နောက်တော့တကောင်ရမှာမရလိုက်ဘူး easy ဒီမှာတကောင်ရပြီတကောင်မရလိုက်ပြန်ဘူးစနေခါကူဘလို့တာဝါရှိုးလိုက်တော့နိုင်နေပြီပဲလေကူချင်းကိုတိုင်ရကူချင်းတက်လိုက်ကူချင်းတက်လိုက်ပြီးတော့ဗာလေးလေနောက်အတိုင်လေးကိုနည်းနည်းလေးချဲ့ပေးထားမယ်ဓာတ်ထောင်ကြည့်လိုက် Victory ဒါတော့ brother တော့တခါမှမကြောက်ဘူးမှမလို့ဖွင့်ပေးရပါတော့ဒါနဲ့ကျွန်တော်နိုင်သွားပြီဆိုတော့ weekly တစ်ခုကြည့်ရပါပြီအားလုံးမတက်တာပါကျွန်တော်နောက်နေ့မှလည်း channel တွေပါလေပါသွားမှာဖြစ်ပါတယ်ကျွန်တော် channel ခေါ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ Telegram account ကိုလာခဲ့လို့ရပါတယ်ခင်ဗျာ